လောကကြီးထဲမှာရှိမနေခြင်းတော့လောက်အောင်အသက်မရှင်ခြင်းတော့လောက်အောင်ကိုစိတ်ညစ်နေရတယ်ခံစားနေရတယ်ဆိုတဲ့လူတွေပါရင်ဒီဗီဒီယိုလေးကိုခဏတော့စောကြည့်သွားလိုက်ပါ။ဘာကြောင့်လဲဆိုတော့ဦးစင်းရဲ့ဗီဒီယိုတွေအောက်မှာတချို့လာမှန်းရတယ်ပေါ့နော်။တပည့်တော်လူလောကကနေအပြီးတည်းထွက်သွားခြင်းကြီးတပည့်တော်အသက်မရှင်ခြင်းတော့ဦးဖေ။စိတ်ညစ်တယ်။အဲ့တော့ထွက်သွားခြင်းနဲ့လူလောကကနေအပြီးထွက်သွားမယ်။ဘာကြောင့်ထွက်သွားခြင်းလဲ။စိတ်ဆင်းရဲလို့ pressure တွေဖိအားတွေများလို့နာကျင်ရလုံးလို့ထွက်ပေါက်ရှာခြင်းဖြစ်တယ်။အဲ့တော့ဦးဇင်းတို့ကတည်သွားရင်ဘဝကအေးသွားမယ်လို့ထင်တာလား။ဒီပူလောင်မှုတွေကနေလွတ်မြောက်သွားမယ်လို့ထင်တာ။အဲ့တော့ဦးဇင်းတို့သူတော်ကောင်းတို့တွေဘာတွေရောပြင်ဆင်ပြီးသွားပြီလဲ။ဒီဘဝပူလောင်ရလို့နာကျင်ရလို့ခံစားရလုံးလို့တည်ခြင်းနဲ့အဲ့ဒီပူလောင်နာကျင်နေတယ်ဆိုတာကဒေါသစိတ်တွေလူကျင်နာတွေကိုမရလို့ဖြစ်နေတဲ့လောဘတွေဒေါသစိတ်တွေနဲ့တည်သွားတဲ့အခါအေးသွားမယ်လို့ထင်လားမထင်ပါနဲ့ပို့ပြီးတော့ပူလောင်သွားလိမ့်မယ်နော်တခါတလေမှာကိုတောင်တတ်သိခြင်းနဲ့လို့ပြောတဲ့လူတွေရှိတယ်ကိုတတ်သိရလောက်တဲ့ဒေါသတွေလောကမှာအချစ်ဆုံးကကိုပဲအချစ်ဆုံးဆိုတဲ့ကိုတောင်တတ်သိမဲ့ဒေါသကဘယ်လောက်ကြီးတယ်လဲကြည့်ဒေါသနဲ့သိရင်တော့သိကြတယ်ငရဲကိုတန်းကြသွားတယ်ဒါကြောင့်ဦးဇင်းတို့သူတော်ကောင်းတို့တွေဦးဇင်းတို့အားလုံးကဘဝရဲ့အနာဂတ်လက်ကျန်အချိန်တွေနဲ့အခုလက်ရှိပြည့်စုံမှဖြတ်တန်းနေတာတွေထဲမှာဦးဇင်းတို့အစီအစဉ်တွေချထားတယ်ပလန်တွေချထားတာတွေကိုသွားကြည့်လိုက်ဘဝအောင်မြင်တိုးတက်ဖို့ဘဝမှာအဆင်ပြေနေရဖို့ချမ်းသာနေရဖို့ပြည့်စုံနေရဖို့လူတွေရဲ့အလယ်မှာဂုံထဲသွားနဲ့နေရဖို့လူတွေရဲ့အလယ်မှာမောကြွားနဲ့နေနိုင်ဖို့ဦးဇင်းတို့ပြင်ဆင်တဲ့စူးစမ်းတဲ့ရုန်းကန်တယ်ဦးဇင်းတို့ရဲ့နေ့စဉ်ဖြတ်တန်းနေတဲ့ဘဝရဲ့အချိန်တွေထဲမှာနေဖို့အတွက်ကိုပဲဦးဇင်းတို့ပြင်ဆင်နေကြတာတကယ်တော့ဦးဇင်းတို့အားလုံးမေ့နေတာအားလုံးဆိုတဲ့အထက်မှာဉာဏ်ပညာအားနည်းတဲ့လူအားလုံးမေ့နေတာကနေရေးထက်တည်ရေးကပိုပြီးအရေးကြီးတယ်ဆိုတာပဲလူတယောက်ဘယ်နေရာမှာနေသွားတယ်ဆိုတာကအရေးမကြီးဘူးဘယ်လိုနေသွားသလဲဆိုတာကအရေးကြီးတယ်အဲ့ဒီဘယ်လိုနေသွားသလဲဆိုတာထက်အရေးကြီးတာကပိုပြီးတော့အရေးပါတာကဘယ်လိုတည်သွားသလဲကပိုပြီးတော့အရေးပါတယ်ဦးဇင်းတို့အားလုံးကနေရေးအတွက်ကိုပဲပြင်ဆင်ကြတယ်အစီအစဉ်တွေချထားကြတယ်တည်ရေးအတွက်ကိုအစီအစဉ်တွေထဲမှာမေ့နေတတ်ကြတယ်မတည်တော့ဘူးလို့ဦးဇင်းတို့ထင်နေကြတယ်တကယ်တော့တေမန်းကိုတော့သိတယ်မေ့နေကြတာအဲ့တော့တေဖို့အတွက်ကိုလည်းပြင်ဆင်ထားရမယ်တေရေးအတွက်ကိုလည်းပြင်ဆင်ထားရမယ်ဘယ်လိုပြင်ဆင်ရမှာလဲဆိုရင်နေရေးအတွက်ကိုကတော့ဦးဇင်းတို့အားလုံးကြိုးစားရုန်းကန်ရှာဖွေခွန်အားကိုသုံးဉာဏ်ကိုသုံးပညာကိုသုံးပြီးတော့မျိုးစုံရှာဖွေပြင်ဆင်ရတယ်တေရေးအတွက်ကိုကတော့တိတ်ရေးကြီးတယ်ဘာတွေနဲ့ပြင်ဆင်ရမှာလဲလို့မေးရင်အတူဆုံးချုံပြောရရင်ဒါနသီလဘာဝနာဆိုတဲ့နေရာမှာမြတ်ပို့ပြီးတော့အရေးကြီးတာကဝိပဿနာဘာဝနာခန္ဓာဉာဏ်ရောက်ဝိပဿနာအလုပ်ကိုအားထုတ်ရမှာဖြစ်တယ်ဒါကသာလေတကယ်ကိုမှတည်ရေးအတွက်အရေးအကြီးဆုံးလုပ်ငန်းစဉ်ဖြစ်တယ်ဒါကြောင့်ဘဝရဲ့လက်ကျန်အချိန်ဒီမှာနေရေးအတွက်ကိုလည်းချမ်းမာချမ်းသာနဲ့အောင်မြင်အောင်ဆောင်ရွက်နိုင်ကြပါစေအဲ့ဒီလိုပဲတည်ရေးအတွက်ကိုလည်းမေ့မနေပဲနဲ့ဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုတွေကိုဝိပဿနာတရားတွေကိုအားထုတ်ကြပါလို့တတိပေးမျှဝေလိုက်ပါရစေအားလုံးတတ္တဝါခတ်သိမ်းတရားကိန်းအင်းငိမ့်နိဗ္ဗာန်ရောက်နိုင်ကြပါစေ